ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါရှင်စိတ်ကူးပါကစစ်စင်းတဲ့တကယ်ကြီးများခတ်တုံးလေးရနေကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်ကတင်ထားတဲ့ short video လေးတစ်ပုဒ်မှာပေါ့နော်ဇက်ကောင်လေးတွေကိုမိတ်ဆက်ပြီးသားပြီဖြစ်လို့အခုခတ်တုံးလေးရနေပဲစလိုက်ပါမယ်ရှင်သူစာဖတ်သူစစ်စီးစိတ်ကူးပါကြိုဆိုပါတယ်ကျမကတယောက်တည်းသမားပါကျမကဘာမှာနိုင်ရမရှိဘူးလူမျိုးမရှိဘူးစိတ်ကူးရင်ဆန်တဲ့အရာတွေပဲရှိပါတယ်အားလုံးချိန်မှာကျမရဲ့ကဘာကိုဒါလေကြပါနော်ချစ်တော်စစ်စီအပိုင်းတစ်စစ်စီရဲ့တနေ့တာဟယ်လိုစစ်စီရဲ့အထာရလေးရပြီလားနော်စိတ်တိတ်ကနေ့မှရောက်လာလို့ sorry ပါနော်ကိစ္စမရှိပါဘူးချုပ်ထဲရတော့စင်းနေမှာပဲရှင်ဝတ်ကြည့်လိုက်ပါချုပ်တာမြန်နေနော်စစ်စီကပွဲတက်ဝတ်ဆုံးဒါပေါ့ဝတ်ကြည့်လိုက်အောင်မယ်ဝါးလိုက်တာဒီလိုဆိုရင်ခေါင်းလေးတွေကုန်လုံးဝါရှူကြမှာပဲဟောကျေးဇူးပါစစ်စီရေချုပ်ထားတာလေးရမ်းကြိုက်တာပဲဒီမှာချုပ်ကနော်နောက်ကပွဲတက်စရာရှိရင်လာအောင်မယ်နော်ကျေးဇူးပါရှင်နောက်ကတွေ့မယ်နော်ဆိုင်တော့ပိတ်ပြီရေချိုးအောင်မှာတလာလာလာ Blackpink in your area အေးသွားတာပဲဒီဇိုင်နာပြီးကြသွားပြန်ထဒါမူသွားစားဖို့ချိန်ရောက်ပြီမင်္ဂလာပါဘာမှမလဲရှင်ရမန်ခောက်စားတစ်ပွဲပေးပါကောင်းလိုက်တာဒီမိုင်းနောက်တစ်ပွဲဖိုက်ကိုပြည့်သွားတာပဲဒီမိုင်းရှင်းမယ်ရပတ်စံတက်ထားသွားပြီနော်ဆိုင်နာစစ်စီကတော်တော်စားကြည့်တာပဲမောလိုက်တာဒီနေ့လည်းငါတကယ်ချင်းမှလည်းမရဘူးထားပါလေငါနောက်တစ်ပိုင်းဆက်ကြည့်လိုက်အောင်မယ်ဒါပဲကွာကျုံလို့နိုင်ပြီဝါအိတ်ထောင်ချင်လာပြီနောက်ပြန်တော့ငါတကယ်ချင်းနေရအောင်ရှားမယ်ဒီရှိပါမယ်ကြတဲ့ပြိတ္တတယောက်ချင်းစီတိုင်းကျေးဇူးတင်ပါတယ်ရှင်အခုမှစာရေးတာမို့လို့လိုအပ်တာလေးရှိရင်လည်းသိရင်ပြီးကြည့်ရှုပေးကြဖို့ပြောချင်ပါတယ်နောက်တစ်ပိုင်းအင်္ဂါနေ့မှာတင်ပေးမှာဖြစ်လို့အားလုံးပဲဆက်လက်ဆောင်မြင်ပေးကြပါအောင်နော်အားလုံးချစ်ပါတယ်တတား